မင်္ဂလာပါကျွန်တော်ဒီနေ့ပုတ်ပြပေးမဲ့เนาะတင်ပြပေးမဲ့ tutorial ကကြတော့ကိုငှဲ့ရဲ့ညပုံမြင်တခြင်းဖြစ်ပါတယ်ညပုံမြင်တခြင်းကိုကျွန်တော်အပိုင်းနှစ်ပိုင်းနဲ့ကျွန်တော် tutorial လေးတင်ပေးပါမယ်ပထမပိုင်းကတော့ intro ဖြစ်ပါတယ်ဒုတိယပိုင်းကတော့ solo ဖြစ်ပါတယ်တခြင်းကိုကျွန်တော်တို့နားထောင်ကြည့်ရအောင်တချင်းကကြတော့ကျွန်တော်တို့က key E ဖြစ်ပါတယ်မဟုတ်ရင်အခု original key E ကိုကျွန်တော်တို့ကမှုတ်မယ်ဆိုလို့ရှိရင် key E harmonica နဲ့မှုတ်အောင်မှာဖြစ်ပါတယ် key E harmonica ကျွန်တော်အခုမှုတ်ပြပေးမယ် harmonica key E ဖြစ်ပြီးတော့မှ Honor အမျိုးအစားဖြစ်ပါတယ်အဲ့တော့တချင်းကိုကျွန်တော်နားထောင်ပြီးတော့ note လေးဖမ်းကြည့်ကြည့်အောင် note ဖမ်းကြည့်ရဆိုတော့ note ကဘာ note do re mi fa ဘာ note ဘာ note ဘာ note တွေဆိုတာနားထောင်ကြည့်ကြည့်မယ်နော်အဲ့တော့တခြင်းကကြတော့ so do re mi fa mi do so do re mi fa mi do so do re mi fa mi do ဒီဘာကြာအပေါက်မှာเนาะကျွန်တော်တို့ကဘယ်အပေါက်အဲ့လို note တွေ note တန်ဖိုးတွေနဲ့ဒီတခြင်းဒီအတန်ထွက်တာတွေနားထဲမှာအလွတ်ရထားတဲ့လူဆိုလို့ရှင်တော့ခဏလေးနဲ့သူတန်းမှုတ်လို့ရပါတယ်သို့မဟုတ်ဒီကအပေါက်နဲ့နားထဲမှာပြန်နားထောင်တခြင်းဟုံးမုံနဲ့ပြန်တိုက်ဆိုင်မယ်ဆိုရင်နည်းနည်းကြားရတယ်ခင်ဗျအဲ့တော့ဒီအပေါက်နံပါတ်တွေနော်ဘယ်အတန်ထွက်တယ်ဆိုတာကိုသိဖို့အတွက်ဆိုရင်တော့နည်းနည်းလေ့ကျင့်ဖို့လိုပါတယ်အခုလောလောဆယ်တော့ဒါသိထားပြီးသားလူရဲ့အခု beginner စလေ့လာတဲ့လူနည်းနည်းတော့အတန်ကြီးရင်းနှီးပြီးသားလူဆိုရင်အတားကြီးလိုက်မို့လို့ရအောင်ကျွန်တော်ဒီ tutorial လေးတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့နားထောင်ပြန်ပြီးနားထောင်မယ်နော်ကျွန်တော်ဒီဟာလေးပြန်မှုတ်လို့ရအောင် so do re mi fa mi do so အဲ့တော့ပထမ note အတွက် so note အတွက်ကိုကျွန်တော်တို့ဒီမှာဒီ harmonica မှာဆိုရင်အပေါက်နံပါတ်2မှာ so တန်တစ်ချက်ထွက်မယ်3မှာ so တန်တစ်ချက်ထွက်ပါမယ်အပေါက်နံပါတ်3ကိုကျွန်တော်တို့က blow မယ်ဆိုလဲ so တန်ထွက်မယ်ပြီးရင်အပေါက်နံပါတ်2ကို draw လိုက်မယ်ဆိုလဲ so တန်ထွက်ပါတယ်ကျွန်တော် so ဆိုတဲ့ note လေးကိုကျွန်တော်ဒီတိုင်းအပေါက်နံပါတ်3ကိုဒီတိုင်း blow ကြည့်မယ်မှုတ်ကြည့်မယ်အဲ့ဒါလဲ so တန်ပါအပေါက်နံပါတ်2ကို draw ကြည့်မယ်အဲ့ဒါလဲဆိုတန်ဖြစ်ပါတယ်အပေါက်နံပါတ်3ကိုဒီတိုင်းမှုတ်မယ်ဆိုလဲဆိုတန်အခုဒီသချင်းကကြတော့အပေါက်နံပါတ်2ကိုဒီမှုတ်ထားတဲ့ဥစ္စာ pitch bending ပါတဲ့အတွက်ကြောင့်မလို့ draw မှရပါမယ်အပေါက်နံပါတ်3ကနေစလို့မရပါဘူးခင်ဗျာအဲ့တော့အပေါက်နံပါတ်2ကို draw ကြည့်မယ်အဲ့တော့အဲ့ဒီအတန်ထွက်တာကိုကျွန်တော်က pitch bending လုပ်တယ်လို့ခေါ်ပါတယ်ဂီတာမှာဆိုလို့ရှိရင်တော့ဒီကျိုးတွန်းမယ်နော်ကျိုးတွန်းမယ် note က half note ပဲဖြစ်ဖြစ် whole note တစ်လုံးစာပဲဖြစ်ဖြစ်ကျိုးတွန်းတယ်ပြီးရင်တို့မလို့ tremolo n ကိုဆွဲမယ်keyboard မှာဆိုလို့ရှိရင်ကျွန်တော် pitch wheel ကိုတွန်းလိုက်မယ်နော် pitch wheel ကိုဆွဲပဲခြားကြိုက်တယ်လို့တွန်းပေါ့နော် pitch wheel အကြီးကတွန်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါဆိုလဲဒါ note ရွေ့သွားတယ်ဆိုတာ bending လောက်တာပေါ့နော်ဒီမှာဆိုလဲဒါ pitch bending လို့ခေါ်ပါတယ်ကျွန်တော်ဘာကြမှာဆိုတော့အဲ့တော့ခုန so do အပေါက်နံပါတ်2ကိုကျွန်တော်က draw မယ် draw ပြီးတော့မှအပေါက်နံပါတ်4ကိုချက်ချင်းကူးပြီးတော့မှ blow မယ်ပြီးတော့မှ4ကိုပြန်ပြီးတော့ကျွန်တော်ကမှုတ်မယ်အပေါက်နံပါတ်2ကိုကျွန်တော်က draw မယ်ပြီးလို့ရှိရင်4ကိုမှုတ်မယ်နော်4ကို draw မယ်ပြီးရင်5ကိုမှုတ်မယ်5ကို draw မယ်အဲ့ဒါလေးတစ်ဆက်တည်းကျွန်တော်လုပ်ပြသွားမယ်နော်အပေါက်နံပါတ်5ကို draw တာဖြစ်ပါတယ်အဲ့ဒီရောက်ပါပြီပြီးရင်အပေါက်နံပါတ်5ကို draw ပေးချင်မှာအပေါက်နံပါတ်5ကိုပြန်မှုတ်မယ်ပြီးရင်4ကိုပြန်မှုတ်မယ်အဲ့တော့အစကနေကျွန်တော်ပြန်ပြီးတော့လုပ်ပြပါမယ်
4ကိုမှုတ်ပါတယ်ပြီးရင်6ကိုဘလို့မယ်တစ်ဆက်တည်းကျွန်တော်လုပ်ပြသွားမှာဖြစ်ပါတယ်ပြီးရင်အခုဒီဗီဒီယိုရဲ့ဒီ description မှာဒီ whole note လေးလည်းကျွန်တော်ရေးပြသွားမှာဖြစ်ပါတယ်အဲ့တော့နားထောင်ကြည့်ကြရအောင်နော်အလွတ်မှုတ်ကြည့်ကြရအောင်အပေါက်နံပါတ်3ကစမယ်ဆိုရင်တော့ဒီမူရင်းနဲ့တော့မတူတိုင်းမဲ့အတန်တော့နည်းနည်းတူပါတယ်အဲ့တော့အပေါက်နံပါတ်3ကမစပဲနဲ့နှစ်အပေါက်နံပါတ်2ရဲ့เนาะဒီဘန်ဒီမုတ်ကိုရအောင်ကျွန်တော်ကအဲ့ဒါလေးကျင့်ယူပါမယ်အဲ့ဒါလေးစမ်းကြည့်ကြရအောင်ကျွန်တော်ဒီလိုပဲကြိုင်ပါမယ်เนาะမရှင်းပါဆိုတော့အစတော့ပြန်စကြည့်အောင်ပါဂျာကလေခုနကျွန်တော်ဒီမကင်တာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းအစဲတွေကအမိုက်တရိုက်နဲ့အဆန်ကတ်သွားတဲ့အတွက်ကြောင့်ရှက်ခင်ကတ်သွားလို့ပါ sorry ပါအပေါက်နံပါတ်2ကို page planning အားလုံးအစဉ်ပြေကြပါစေ